ဒီတခါကတော့တင်ကြုံတွေ့ခဲ့ရတဲ့အတိတ်ကဘလူပုံစံမျိုးရှိနေသလဲရှိနေမလဲဆိုတာကိုဒါတော့က3ကက်နဲ့ကြည့်ပေးပါမယ်တဦးတယောက်တည်းကိုရည်ရွယ်ပြီးကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ပထမဦးဆုံးကက်ကလေးကတော့တင့်ရဲ့အတိတ်ကအတော်လေးကိုရုံထွက်ရခက်ခဲခဲ့တဲ့ပုံစံမျိုးလေးရှိနေတယ်ဆိုတာကိုကက်ကလေးကပြနေပါတယ်အစိတ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးလေးတွေကိုမလွတ်လပ်ဘူးလို့ခံစားခဲ့ရတဲ့အခြေအနေမျိုးလေးတွေဒါမှမဟုတ်စိတ်မချမ်းသာမှန်တိတိကြီးနဲ့အဲ့ဒီအရာကိုဆွဲလန်းနေတဲ့ပုံစံမျိုးလေးတွေရှိနေတယ်ဆိုတာကိုကက်ကလေးကပြနေပါတယ်နော်အမောင်ထူထဲမှာသင်ကအကြာကြီးနေခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိနေပါတယ်နော်ဒါကတင့်ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပိတ်လောင်ထားတဲ့အတိတ်တစ်ခုရှိခဲ့တယ်ဆိုတာကိုကက်ကပေါ်ပေါ်ထင်ထင်လေးပြနေပါတယ်နော်ကဲကက်နံပါတ်2လေးကတော့သင်ဟာတကယ်ကိုခံရခက်တဲ့အဆုံးသက်တစ်ခုဒါမှမဟုတ်တစ္ဆာဖောက်ခံရမှုမျိုးအရာအလုံးပြိုလဲသွားတယ်လို့မျိုးခံစားခဲ့ရတဲ့အခြေအနေမျိုးလေးတွေကြုံခဲ့ရပါတယ်လို့ကက်ကလေးကပြနေပါတယ်နော်ဥပမာပုံထဲမှာပြထားတယ်လို့မျိုးပဲဓာတ်စင်စင်ရကိုယ့်ရဲ့ရင်ဘတ်ထဲကိုစိုက်နေတယ်လို့မျိုးပဲနောက်ထပ်ဒီထက်ပိုဆိုးစရာမရှိတော့တဲ့ပေါ့နော်ပင်ပန်းမှုမျိုးလေးတွေကြုံခဲ့ရတယ်ဆိုတာကိုပြနေပါတယ်နော်ဒါပေမဲ့ဒီကက်ကပြောနေတာကအဲ့ဒီအဆိုးဆုံးအချိန်တွေဟာပြီးဆုံးသွားပြီလို့မှတ်ပေးပါညီးနက်တာဟာမိုးလင်းဖို့အတွက်အချက်ပြနေတယ်ဆိုတဲ့ပုံစံမျိုးလေးရှိပါတယ်တဲ့ကဲကက်နံပါတ်3လေးကတော့သင်ဟာတဲ့အဲ့ဒီအတိတ်တွေကိုကြိုးခိုင်းပြီးတော့မှဘာဝင်ထုတ်ဝင်ဖို့မှမပါတော့ဘဲနဲ့လွတ်လပ်ပေါ်ပါစွာရှေ့ဆက်တော့မဲ့အနေအထားကိုရောက်ရှိနေပါပြီတဲ့အတိတ်ကသင်ကိုဘာမှထပ်ပြီးတော့မှမချောက်လက်နိုင်တော့ပါဘူးเนาะအခုသင်လှမ်းမဲ့ခြေလန်းတိုင်းဟာအသစ်ဆက်ဖြစ်နေပြီးတော့မှဘဝကိုအစားကနေပြီးတော့မှပြန်စားဖို့အတွက်စွမ်းအင်အပြည့်တွေသင်ကိုပေးတော့မယ်ဒါကြောင့်မို့သင်အားအင်အပြည့်နဲ့ရှေ့ဆက်ဖို့အတွက်စူးစမ်းပါလို့ကက်ကလေးကပြောနေပါတယ်เนาะနောက်ဆုံးအနေနဲ့အကြံပေးဆူတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးအဆိုးဆုံးတွေပြီးသွားရင်အကောင်းဆုံးတွေလာမှာပါဒါကြောင့်မို့အတိတ်ကိုသင်ခန်းစာယူပြီးတော့မှရှေ့ကလှပတဲ့အနာဂတ်စီကိုရေရံဝင်တက်လန်းလိုက်ပါလို့ပြောပြစီနော်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်